လိုင်းမောက်ဖောက်မယ်ဒီဥစ္စာလေးလိုချင်တယ်မလိုချင်တာအမဲအောင်လေးတော့ကြိုက်တယ်ဒါပေမဲ့အမဲအောင်မျိုးလုံး200ဆိုရင်တော့တိတ်မကြိုက်ဘူးအမဲအောင်တန်းရအောင်မျိုးဆိုရင်တိတ်မကြိုက်ကဲစောဖောက်မယ်ကကြီးလေးပြပါဖြစ်လိုက်ရကကြီးပေးကကြီးနဲ့တက်တရေဒါတော့ပြောင်းဝဲဒါလေးနဲ့လက်ဆူးမယ်နော်လက်ထိုးမယ်ဒီတိုင်းပဲပြတ်ထိုးပြီးကလောနဲ့လက်ပြတ်လာဟိုကကြီးနဲ့ဆိုနေကြချောင်းထောင်းနေမှာဒီတိုင်းနေsorry ပါအဲ့မှာကတက်တရေတော့မဖြစ်ပါဘူးဟိုကကြီးပဲကကြီးမြင်ရမှာဆိုလို့မင်းအောင်လေးတဲ့ကြိုက်မင်းအောင်ကြိုက်အစိမ်းအောင်လည်းအလောင်းကြပြန်လေးလေးလူချင်ဖောက်လို့မရဘူးဖောက်ခံနေဆိုဒီဘက်ကလက်ထိုးမိမယ်နော်ကဲရှာပြီသူ့ပြောပြခဏဗီဒီယိုရိုက်အားရောင်လို့တင်တာအမဲအောင်လေးရပါတယ်ပန်းရောင်ရဲ့အစိမ်းရောင်လေးဟဲ့မွေးရလေးစုဘက်ကနေချောင်းကြည့်ပဲဒါကအထုပ်ပြတင်တာပါနော်ပန်းရောင်အစိမ်းရောင်အဲ့မဲ့ပန်းရောင်အစိမ်းရောင်လာပါတယ်ပြအောက်ကနင်းတားပြီးပါမယ်ကြာပြမပြတ်နဲ့အဆုံးကြီးလက်ပြီးပါတော့အောက်ကအသားညက်ပြီးချစ်စရာလေးနေရလေးထောင်လို့ရတယ်မွေးနေပါပဲချစ်စရာလေးတကယ်ကြိုက်သွားပြီဘောင်းမီလေးနဲ့တော့ဘယ်လောက်ပဲဘောင်းမီလေးနဲ့ချစ်စရာလေးဒါလေးပါဝါကလေးရတယ်ဒါလေးချစ်စရာလေးအင်ကြီးလေးနဲ့တော့ပြန်good bye bye